တနေ့မှလူတစ်ယောက်ကမျက်နှာမှာကြက်တကောင်တွေ့ပြီးအိမ်ကိုယူသွားကတေချာစွာထိမ့်သိမ်းလေးလာခဲ့တယ်သူမသိသေးတာကတော့ဒီကြက်ဟာအမှန်တကယ်တော့ကောင်းကင်တက်မတော်မှာအရာရှိတူဖြစ်နေခြင်းပါပဲသူမဟာစီစဉ်ထားတဲ့လက်ထပ်မှုတစ်ခုကနေလွတ်မြောက်ဖို့ကြိုးစားရင်းထိခိုက်ဒဏ်ရာရပြီးလူသားကယ်တင်ပေးတာကြောင့်ကံကောင်းခဲ့တယ်အစမှာတော့ကြက်ကလူကိုဆန့်ကျင်ပြီးတိုက်ခိုက်ခြင်းခဲ့ပေမဲ့နောက်တစ်ချိန်မှာတော့သူချက်ပြီးတဲ့အစားအစာရတာကောင်းမှုကြောင့်အလွန်နှစ်သက်သွားခဲ့တယ်အချိန်ကြာလာတာနဲ့အမျှကြက်ကမကျေနပ်တော့ဘူးအကြောင်းကတော့လူကအမြဲတမ်းတက်တက်လွတ်ဟင်းသာချက်ပေးနေတဲ့အတွက်အသားစားချင်လာခဲ့တယ်တကယ်တော့လူကယောဂဝေဒနာရှိပြီးသူ့ရဲ့ပတ်စံအားလုံးကိုကုသရေးအတွက်သုံးပြီးသွားခဲ့တယ်ဒီအမှန်တရားကိုသိလိုက်တဲ့အခါကြက်ကသူ့ကိုအလွန်စာနာမိခဲ့တယ်သူမကမန်တန်သုံးပြပြီးကြောက်တွေကိုရွှေဖြစ်ပြောင်းဖို့စူးစမ်းခဲ့ပေမဲ့သူမရဲ့စွမ်းအားတွေပြန်မပြည့်စုံသေးတဲ့အတွက်ရွှေဟာအမြဲပြန်ပြီးကြောက်ဖြစ်သွားတယ်ထက်တလဲလဲစူးစမ်းပေမဲ့အမြဲပြက်ကွက်နေခဲ့တယ်အမျက်ထွက်ပြီးကြောက်တွေကိုရေထဲသို့ကန်ပစ်လိုက်တယ်ဒါကိုမြင်တဲ့လူကသူမဟာအသားစားခြင်းလုံးလို့စိတ်မကောင်းဖြစ်သွားတယ်လို့ထင်ပြီးသူ့မှာကြံတဲ့ပတ်စံနေနဲ့အသားဝယ်ပေးလိုက်တယ်ညလည်မှာတော့လူကကြက်ဟာစိတ်ဝိညာဉ်စွမ်းအားတွေစုပ်ယူနေတာကိုသတိပြုမိတယ်ခဏကြာမှာတော့သူမဟာလူပုံစံကိုပြန်ပြောင်းလာခဲ့တယ်သူမထွက်မသွားအောင်လူကကြောက်တွေကိုအသုံးပြုပြီးအိမ်သားမှာမနက်စနစ်တစ်ခုဖန်တီးလိုက်တယ်အဲ့ဒီအချိန်မှာမိန်းကလေးကပြန်ပြီးကြက်ပုံစံဖြစ်သွားခဲ့တယ်နောက်နေ့မှာလူကဈေးသွားပြီးလိမ်လည်နေတဲ့လူတစ်ယောက်ကိုတွေ့တယ်သူကကောင်းသောစိတ်ရှိသူဖြစ်တဲ့အတွက်လိမ်လည်မှုကိုဖော်ထုတ်လိုက်တယ်အဲ့ဒီလိမ်လည်သူကဒေါသထွက်ပြီးညနေပိုင်းမှာလူရဲ့အိမ်ထဲဝင်လာကသူ့ကိုလဲခွာပစ်လိုက်တယ်အန်ဒီယေကိုခံစားမိတဲ့လူကအနာရှိကြောက်တွေကိုလှန်ပစ်ပြီးမန်တန်စနစ်ကိုအလုံးလုံးစေလိုက်တယ်အဲ့ဒီအချိန်မှာအိမ်တွင်းမှာအဖြူရောင်အလင်းတောက်ထွက်ပေါ်လာခဲ့တယ်လိမ်လည်သူကလူကိုဖမ်းခေါ်သွားဖို့ကြိုးစားနေတဲ့အချိန်မှာကြက်ကလူပုံစံနဲ့ပြန်ပေါ်လာခဲ့တယ်တွေ့ရတဲ့မိန်းကလေးကိုမြင်တော့လိမ်လည်သူကသူမကိုမဝင်ရောက်ပါနဲ့လို့ချင်းချောက်လိုက်တယ်